နွေရာသီမှာရောင်းရတွက်ပြီးအိမ်မာတင်စီးပွားရေးအသေးစားလေးတစ်ခုစတင်မဲ့မိတ်ဆွေတွေအတွက်အကျိုးဖြစ်စေမဲ့ဗီဒီယိုပါအားလုံးပဲမင်္ဂလာပါဗျ Bridge the Gap ပန်းကူရာ channel မှာကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့မှာတော့ကြံရည်အေးလေးတွေလှုပ်ရောင်ဖို့စိတ်ကူးရှိနေတဲ့မိတ်ဆွေများအတွက်ကြံရင်ကျိတ်ဆက်တွေကိုဘလို့ရွေးချယ်ဝယ်ယူရမလဲဆိုတဲ့အကြောင်းအရာတွေကိုအပိုင်း၅ပိုင်းစီစဉ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျကြံရင်ကျိတ်ဖို့အသုံးပြုတဲ့ဆက်တွေဟာကျွန်တော်တို့ပြည်ရင်းစည်းကွက်မှာအကျန်းအားဖြင့်လက်နဲ့အားသုံးပြီးလှည့်ကျိတ်ရတဲ့ကြံရင်ကျိတ်ဆက်နဲ့တွဲပြီးကျိတ်တဲ့ကြံရင်ကျိတ်ဆက်ဆိုပြီးနှစ်မျိုးတွေ့ရပါလိမ့်မယ်လက်ကြံရင်ကျိတ်ဆက်ဝယ်ယူရတာကတော့ရိုးရှင်းပါတယ်ကျိတ်လုံးအရေးသွေးပင်နရန်အရေးသွေးစောက်ဖွဲ့စည်းတိဆောက်ပုံတွေကမျက်မြင်တခါတဲ့အရေးသွေးကြည့်လို့ရတဲ့ဆက်တွေဖြစ်တာမို့အခက်အခဲမရှိဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ဆက်တွဲကြံရင်ကျိတ်ဆက်တွေကတော့အဓိကသုံးရမယ့်အစိတ်အပိုင်းတွေရဲ့အင်ဂျင်ပိုင်းတွေရဲ့ကြောင့်ဆက်ပစ္စည်းအကြောင်းတေချာမသိသူဆိုရင်ခက်ခဲတတ်တာမို့ဆက်တွဲကြံရင်ကျိတ်ဆက်တွေကိုရွေးချယ်ဝယ်ယူနိုင်စေမယ့်နည်းလမ်းတွေကိုဒီနေ့မှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗျဒီနေ့ဗီဒီယိုထဲမှာတော့ဆက်တွဲကြံရင်ကျိတ်ဆက်တွေရဲ့အလုံးလုံးပုံဆက်တွဲမှာလိုအပ်တဲ့ပါဝင်ပစ္စည်းတွေဘတ်ဂျက်ချိန်ပြီးဝယ်ယူနိုင်မယ့်နည်းလမ်းတွေပစ္စည်းရဲ့အားသာချက်အားနည်းချက်တွေကိုတေချာကြည့်ရှုဝယ်ယူနိုင်မယ့်နည်းလမ်းတွေရဲ့ကြံရင်ကျိတ်ဆက်အသုံးပြုနိုင်ဖို့အတွက်စောင်းရန်ရှောင်းရန်အချက်များဆိုပြီးအပိုင်း၅ပိုင်းပါဝင်သွားမှာပဲဖြစ်ပါတယ်ဗျကြံရင်ကျိတ်ဆက်တစ်လုံးရဲ့အလုံးလုံးပုံကိုပြောပြပေးရရင်ဆက်တစ်လုံးမှာအဓိကကြားတဲ့ကြိတ်လုံး၃လုံးကဝင်လာတဲ့ကြံချောင်းကိုကြိတ်ချေအရေးညှစ်ထုတ်ပေးရင်ကြံဖက်တွေကိုအပြင်ရောက်အောင်လှိတ်ထုတ်ပေးတဲ့အလုပ်ကိုလုပ်ဆောင်ပါတယ်ကြိတ်လုံး၃လုံးလေပတ်အလုပ်လုပ်နိုင်ဖို့အတွက်ပင်နရန်ခွေးသွားစိတ်တွေရဲ့အဓိကဝင်ရိုးတစ်ချောင်းရည်နဲ့ဆက်သွယ်ထားပါတယ်ဒီဝင်ရိုးလေပတ်တာနဲ့ပင်နရန်သွားတွေပါလေပတ်ချိတ်ဆက်ကကြိတ်လုံး၃လုံးကလိုက်လေပါတယ်ဆိုတော့ကြံရင်ကျိတ်ဆက်တစ်လုံးကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက်အဓိကဝင်ရိုးကိုလေပတ်အားတစ်ခုပေးနိုင်ရပါပြီ Revolution per minute အနေနဲ့ပြောရမယ်ဆိုရင်600နဲ့800ကြားပေးရမှာပဲဖြစ်ပါတယ်ဒါကကျွန်တော်တို့မြန်မာနိုင်ငံပြည်တွင်းဈေးကွက်မှာတွေ့ရတဲ့ဆက်တွေအသုံးများတဲ့ဆက်တွေရဲ့အကြမ်းမြင်ကိုပြောပြပေးထားတာပါဆက်တစ်လုံးနဲ့တစ်လုံးကတော့ထုတ်လုပ်တက်စင်မှုပုံမူတည်ပြီးပြောင်းလဲနိုင်ပါတယ်ကြံရင်ကျိတ်ဆက်အလုံးလုံးရန်အတွက်လိုအပ်မယ့်အထောက်ပံ့ပစ္စည်းများအကြောင်းဆက်လက်ပြောပြပေးသွားပါမယ်ကြံရင်ကျိတ်ဆက်တစ်လုံးကောင်းကောင်းလေပတ်အလုံးလုံးနိုင်ဖို့သူနဲ့ဆက်ဆက်တဲ့ပစ္စည်းတွေလည်းလိုပါသေးတယ်ကြံရင်ကျိတ်ဆက်ကိုလျှက်စစ်မီနဲ့သုံးမလားလျှက်စစ်မီမလို့ပဲတက်စီထည့်ပြီးလက်ဆွဲနိုးသုံးမလားရွေးချယ်နိုင်ပါတယ်လက်ရှိပြည်တွင်းမှာဝယ်စည်းတန်းမှာရောင်းဖို့ဆိုင်တွေအေးဆိုင်တွေလမ်းမေးဆိုင်လေးတွေမှာလျှက်စစ်မီမလွယ်ကူတော့ဓာတ်ဆီအင်ဂျင်နဲ့တွဲသုံးတာပိုများပါတယ်အသုံးများအတွေ့များရတဲ့အင်ဂျင်နဲ့အတွဲအကြောင်းတွေကိုဆက်လက်ပြောပြပေးသွားပါမယ်ဓာတ်ဆီအင်ဂျင်ကတော့6កောင်ခွဲ9កောင်ခွဲလောက်တွေတွဲသုံးပေးရမှာဖြစ်ပြီးအင်ဂျင်လေပတ်အားကိုဆွဲယူခိုင်းနိုင်ဖို့အင်ဂျင်ပူလီတစ်လုံးပန်ငါကျိုးတစ်ချောင်းနဲ့ဆက်တွဲတွေတွဲဆင်နိုင်မှု frame ကုန်းတစ်ခုလိုအပ်ပါမယ်ကြံရင်ကျိတ်ဆက်တွဲတွေဝယ်ဖို့စိတ်ကူးမှာဘတ်ဂျက်လေးချိန်ပြီးဝယ်ဖို့စဉ်းစားနေရင်အဓိကနဲ့တာမညာကိုအရင်စဉ်းစားရပါမယ်အဓိကကကြံရင်ကျိတ်ဆက်ပါကြံရင်ကျိတ်ဆက်ကိုဈေးပေါ်တာအရေးသွေးညံ့တာဝယ်မိရင်သုံးနေစဉ်တစ်လျှောက်လုံးခေါင်းကိုက်နေရပါလိမ့်မယ်ကြံချောင်းကြီးတာမျိုးကြံချောင်းကို2ခေါက်3ခေါက်ခောက်ပြီးလုံးထွေးထဲတဲ့အချိန်မှာကြိတ်လုံးတွေအတင်းကျိတ်ယုံရတဲ့အခါပင်နရန်သားတွေပဲထွက်တာဝင်ရိုးတွေကောက်ကုန်တာအခက်မသိရင်အထိုင်တွေဘောတွေကွဲအပ်ကုန်တာမျိုးထိကြုံရပြီးပြန်ပြုပြင်ရတဲ့စရိတ်အတစ်တလုံးပြန်ဝယ်ရတဲ့စရိတ်တွေနဲ့ရင်ကိုယ့်အိတ်ထဲပတ်စံတွေက double ခုံထွက်သွားနိုင်တာမို့ကြံရင်ကျိတ်ဆက်ကိုတော့တခါတည်းအရေးသွေးကောင်းတာမျိုးကိုသာရှာဝယ်သုံးစီချင်ပါတယ်နောက်တစ်ဆင့်ကဓာတ်ဆီအင်ဂျင်ပါဓာတ်ဆီအင်ဂျင်ကဈေးကွက်ထဲမှာအသုံးများပြီးအပိုပစ္စည်းလေးပေါ်ပြုပြင်ရလွယ်ကူတဲ့6កောင်ဝဲ9កောင်ဝဲဆက်တွေကိုသုံးပါအရေးသွေးရဈေးတန်းအစားအစာရှိပါလိမ့်မယ်အင်ဂျင်မှာတော့ဘတ်ဂျက်ချိန်ပြီးတန်မိုးလျော့တာသုံးမယ်ဆိုရင်သုံးပါအဓိကလောင်စာစီတန့်တာသုံးပေးဖို့နဲ့အင်ဂျင်ဝိုင်မပြတ်စစ်ပေးဖို့ကိုတော့တေချာလေးယူဆိုင်ပေးရပါလိမ့်မယ်အင်ဂျင်ကိုလေဝင်လေထွက်ကောင်းတဲ့နေရာမှာထားသုံးပြီးအထက်မှာပြောသလိုအင်ဂျင်ဝိုင်နဲ့လောင်စာစီသာမပြတ်တေချာဂရုစိုက်ပေးရင်အင်ဂျင်ကိုတက်တန်ရှိရှိအသုံးပြုနိုင်ပါလိမ့်မယ်
နောက်ထပ်ငွေလျှော့သုံးဖို့စဉ်းစားရမယ့်တနေရာကတော့ကျန်ရင်ကျိတ်ဆက် frame ပါပြည်တွင်းထုတ်ကုန်တွေအသုံးများကြတာမို့ဈေးကွက်ထဲမှာတော့ပုံစံအမျိုးမျိုးအရေးသွေးမျိုးမျိုးလာကြပါတယ် frame အတူအရှိဘိန်းလုံးပါတာမပါတာစသဖြင့်ရှိကြပါတယ်ကျွန်တော်ကတော့ဘိန်းလုံးပါတဲ့ပုံစံမျိုး recommend ပေးပါတယ်ကျန်ရင်ကျိတ်ဆက်ကဝိတ်ချိန်များတာကြောင့်အရွှေ့အပြောင်းတွေမှာတော်ရုံအမျိုးသမီးတွေအတွက်တော်ကြီးကိုမာယူရတဲ့အလေးချိန်ရှိပါတယ်ဒီလိုအလေးချိန်မာတဲ့ပစ္စည်းတွေကိုရွှေ့ပြောင်းရလွယ်ကူစေတဲ့ဘိန်းလုံးတွေကလူအတွက်ရောပစ္စည်းအတွက်ပါအထီးကိုက်တော်တော်တတ်တာစေနိုင်ပါလိမ့်မယ်ကိုဝယ်ဖို့ရွေးချယ်လိုက်တဲ့ပစ္စည်းတွေရဲ့အားတာချက်အားနည်းချက်တွေကိုဝယ်တဲ့အချိန်မှာတခါတည်းတေချာလေးကြီးရှုစစ်ဆေးမေးမြန်းဖို့လိုအပ်ပါတယ်ဥပမာပြောရရင်ကိုကဘတ်ဂျက်ချိန်ဖို့ frame မှာဈေးသက်သာတဲ့အတူလေးဝယ်လိုက်ပြီဆိုပါစို့ဒီကျန်ကျိတ်ဆက်အတွဲမှာဆိုရင်အင်ဂျင်နဲ့ချိတ်ဆက်တွဲဆင်ရတဲ့ပုံစံကအရင်ညစ်ပြီးထွက်လာမယ့်ကြံဘတ်တွေကအင်ဂျင်ဇက်ပေါ်ကိုဓာတ်ရိုက်ကျမဲ့ပုံစံဖြစ်သွားပါတယ်ဒီလိုအခြေအနေလေးတွေကကိုတကယ်သုံးမယ်ဆိုရင်စိတ်ရှုပ်စရာနဲ့အင်ဂျင်ပိုင်းမှာထိခိုက်စရာတွေဖြစ်လာနိုင်တာမို့ဒီလိုအနေအထားတွေကတော့ဝယ်တဲ့အချိန်မှာတေချာကြည့်ပြီးမြင်မြန်ကဝယ်ယူနိုင်ဖို့လိုပါတယ်ကျင်းကျိတ်ဆက်အသုံးပြုဖို့အတွက်ဆောင်းရန်ရှောင်းရန်လေးတွေလည်းဖြည့်ဆက်ပြီးပြောပြပေးတော့ပါအောင်မယ်ကျန်ရင်ဇက်တွေကိုအသုံးပြုကြရင်ကြံချောင်းတွေကိုကြိတ်နေရင်အထက်ထက်ခောက်ပြီးအသုံးပြုတာမျိုးကိုရှောင်ပါနှစ်ခေါက်လောက်ပြင်ပိုမခောက်တာပဲကောင်းပါတယ်၃ခေါက်၄ခေါက်အထက်ထက်ခောက်ပြီးကြိတ်လေကြံချောင်းကအမြုပ်တွေပဲထွက်လာပါလိမ့်မယ်နှစ်ခေါက်လောက်ကြိတ်တာနဲ့တွင်အရေးကုန်တဲ့လောက်ရှိသွားတတ်ပါတယ်အထက်ထက်ခောက်ပြီးကြံချောင်းကိုကြိတ်တဲ့အခါကြိတ်ရတဲ့ဒူတွေကြီးလေကြိတ်လုံးတွေကဖိကြိတ်ယုံရတယ်လို့ဖြစ်လေကိုယ်ဆက်ရဲ့ပင်နံသွားတွေကြိတ်လုံးတွေမှာတန်ဖြစ်လေပါပဲဆိုတော့ကိုယ်ဆက်ကိုပေါ့ပေါ့ပါပါညာညာတာခိုင်းလေဆက်တက်တန်းရှိလေဖြစ်ပြီးကိုယ်ဆက်ကိုအကျန်းအတန်းနဲ့မတက်ညာလေဆက်တက်တန်းတိုးလေဖြစ်တတ်တာကိုသတိထားရှောင်ကျဉ်စေချင်ပါတယ်ဒီလောက်ဆိုရင်မိတ်ဆွေတို့အနေနဲ့ကျန်ရင်ကျိတ်ဆက်အကြောင်းကိုအခြေခံအကြမ်းပြင်းလောက်သိသွားကြပြီဖြစ်လို့ကျန်ရင်ကျိတ်ဆက်တွေကိုယ်တိုင်ဝယ်ယူရမှာအများကြီးအထောက်အကူဖြစ်မယ်လို့ထင်ပါတယ်ဗျာကျန်ရင်ကျိတ်ဆက်နဲ့ပတ်သက်တာလေးတွေမိတ်ဆွေတို့သိရှိလိုတာများရှင် comment မှာမေးမြန်းခဲ့လို့ရပါတယ်ဗျမိတ်ဆွေတို့စိုက်ပစ္စည်းဝယ်ယူရမှာတောင်းတနေရာကနေအကျိုးဖြစ်စေမဲ့ဗဟုသုတလေးတွေကိုအပတ်စဉ်စီစဉ်တင်ဆက်ပေးသွားမှာမို့စိတ်ဝင်စားရဲဆိုရင်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါအောင်ဗျာအခုလိုဗီဒီယိုဆုံးထိကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဗျ